အားလုံးပဲမင်္ဂလာပါပြန်ပြီးတွေ့ရတဲ့အတွက်အရင်ပဲဝမ်းသာပါတယ်မိတ်ဆွေကျမယုံကြည်တယ်ဒီနှုတ်ကပတ်တော်ကိုသင်နားထောင်တဲ့အခါမှာအရင်အထူးပဲကောင်းကြီးရမယ်လို့ယုံကြည်ပါတယ်ဒီနေ့မှာကျမပဲအကြောင်းအရာကိုအဓိကပြောသွားခြင်းလဲဆိုရင်ကျမတို့လူငယ်ဘဝမှာဖြစ်လက်ဖြစ်ထားရှိတဲ့အရာလေးပေါ့နော်အဲ့ဒါကဘာလဲဆိုရင်ကျမတို့လူငယ်တိုင်းကဘယ်အရာကိုလိုချင်ကြလဲဆိုရင်လွတ်လပ်မှုကိုလိုချင်ကြတာဖြစ်တယ်တနည်းအားဖြင့်ပြောမှဆို freedom ပေါ့နော်လူတိုင်းကလိုချင်တယ်လူငယ်တိုင်းကအဲ့ဒီအရာကိုလိုချင်တာဖြစ်တယ်အဲ့တော့ကျမတို့လူတချို့ကမေးခွန်းမေးတယ်ဆရာမအသက်ဘယ်လောက်ရှိပြီလဲလို့မေးတယ်ဘာဖြစ်လဲဆိုတော့ကျမကတရားဟောတဲ့အခါမှာလူတချို့ကထင်တယ်အသက်ကြီးပြီလို့ထင်တယ်မဟုတ်ပါဘူးကျမကိုယ်တိုင်လည်းလူငယ်ဖြစ်ပါတယ်အဲ့တော့ဒီကနေပဲကျမတို့ရဲ့မေးခွန်းကိုဖြေပါမယ်ကျမအခုမှအသက်20ကျော်ပဲရှိပါသေးတယ်အဲ့တော့လူငယ်ဘဝနဲ့ဖြတ်တန်းရတဲ့အခါမှာကျမအထဲမှာလည်းကြုံရတဲ့အရာလေးတွေရှိပါတယ်အဲ့တော့ကျမဒီကနေနော်ကဘာအနှံ့အသီးသီးမှာရှိတဲ့လူငယ်တွေကိုလည်းဒီနှုတ်ကပတ်တော်နဲ့အထူးပဲခွန်အားပေးချင်ပါတယ်အဲ့တော့ကျမတို့လူငယ်တွေကအခုနကျမပြောသလိုလွတ်လပ်မှုကိုနှစ်သက်ကြတယ်ကျမကနော်ဒီမလေးရှားကို2016ခုနှစ်မှာရောက်လာခဲ့တယ်အဲ့တော့ကကျမထင်တယ်ကျမအသက်က18နှစ်လောက်ပဲ16အဲ့လောက်ပဲရှိအောင်မယ်ဆိုတော့ကျမရောက်လာတဲ့အခါမှာကျမကငယ်ကလေးကနေမိဘနဲ့နေခဲ့ရတဲ့သူဖြစ်တယ်ငယ်ကလေးကနေမိသားစုစုံလင်းနဲ့နေခဲ့ရတယ်ယနေ့အထိလည်းပဲကျမမလေးရှားနိုင်ငံမှာမိသားစုတွေနဲ့အတူနေထိုင်ပါတယ်အဲ့တော့ကျမတို့ရဲ့လူငယ်တယောက်အသက်တာထဲမှာတခါတလေလွတ်လပ်မှုကိုရှာကြတယ်လွတ်လပ်မှုလို့ကျမပြောတဲ့အခါမှာလူတချို့ကဒီလိုထင်မယ်ပျော်ရွှင်မှုဟုတ်လားလွတ်လပ်မှုလို့ပြောတဲ့အခါမှာလူတချို့ရဲ့အတွေ့အထဲမှာပျော်ရွှင်မှုဖြစ်နိုင်တယ်လူတချို့ရဲ့အတွေ့အထဲမှာဒီနေ့အပေါင်းအသင်းမိတ်ဆွေတွေဖြစ်နိုင်တယ်လူတချို့ရဲ့အတွေ့အထဲမှာအမျိုးမျိုးဖြစ်နိုင်ပါတယ်ဒါပေမဲ့ကျမရဲ့လွတ်လပ်မှုကဒီနေ့မှာကျမဒီအရာလေးနဲ့ပြောပြသွားခြင်းနဲ့ကျမတို့လူငယ်တိုင်းမှာအိမ်မက်ကိုစီရှိကြတယ်ဟုတ်လားကျမတို့လူငယ်တိုင်းမှာအနာဂတ်ရှိတယ်အိမ်မက်ကိုစီရှိကြတယ်အဲ့တော့အဲ့ဒီအနာဂတ်လမ်းကိုရှောင်းနေတဲ့လမ်းမှာတချို့ကသူတို့ရဲ့ပန်းတိုင်ကိုမရောက်ဘဲနဲ့လဲကျသွားတဲ့လူတွေရှိတယ်လဲကျသွားတဲ့လူငယ်တွေရှိတယ်ဒီနေ့ပန်းတိုင်ကိုမရောက်နိုင်ဘဲနဲ့ဒီနေ့လမ်းတစ်ဝက်မှာအရှုံးပေးလိုက်တဲ့လူငယ်တွေရှိတယ်ဘာဖြစ်လို့လဲဆိုတော့လမ်းတစ်ဝက်မှာသူတို့တွေ့သွားတဲ့အရာကဒီနေ့မှားယွင်းတဲ့လွတ်လပ်မှုတစ်ခုကိုသူတို့ဒီနေ့တွေ့သွားလို့ဖြစ်တယ်အဲ့တော့ကျမတို့ဘဝမှာအရင်ရေးကြီးပါတယ်အဲ့တော့ကျမအရင်ဆုံးနှုတ်ကပတ်တော်ကိုဖတ်ချင်ပါတယ်စာလံကျမ်းအခန်းကြီး119အငယ်6မှာဗာပြောလဲဆိုရင်လူပြိုသည်မိမိသွားသောလမ်းကိုအဘယ်သို့တန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကားနှုတ်ကပတ်တော်အတိုင်းတတိပြုရမည်လို့ပြောတယ်အဲ့တော့ကျမတို့လူငယ်တယောက်ရဲ့အသက်တာထဲမှာအရေးကြီးတဲ့အရာဒီနှုတ်ကပတ်တော်ကိုသိဖို့ရန်အတွက်အရေးကြီးတယ်နှုတ်ကပတ်တော်ကိုသိတော်လူငယ်နဲ့နှုတ်ကပတ်တော်ကိုမသိတော်လူငယ်ကအရင်ပဲကြွားချတယ်မိတ်ဆွေဒီနေ့ဒီမှာကြည့်နေတဲ့ညီကောင်မတွေဒီနေ့ကျမတို့အသက်တာထဲမှာနှုတ်ကပတ်တော်ကိုနေ့ရက်တိုင်းမှာဒီနေ့ခံယူဖို့ရန်အတွက်အရင်ပဲလိုအပ်ပါတယ်ဟာလေလုယာကျမနောက်ထပ်တမတ်တစ်ခုကိုဖတ်ချင်ပါတယ်သုတ်တန်ကျမ်းအခန်းကြီး9အငယ်10တပါးအမျိုးသားတို့သည်သင်ဤစည်းစိမ်နှင့်ပြေဝကြလိမ့်မည်သင်လုံ၍ရသောဥစ္စာသည်တပါးအမျိုးသားအိမ်သို့ရောက်လိမ့်မည်နောက်ဆုံး၌သင်အသားသင်ကိုယ်ကာယဆွေးမြေ့သောအခါငါသည်တွင်တင်ခြင်းကိုမုန်းလေပြီတကားဆုံးမခြင်းကိုစိတ်နှလုံးထဲမှာမထီမဲ့မြင်ပြုလေပြီတကားငါဆရာတို့ဤစကားကိုနားမထောင်ဘဲငါအားတွင်တင်သောသူတို့ဤစကားကိုနားမခံဘဲနေလေပြီတကားစီဝေးသောပရိသတ်များအလယ်၌ဒုစရိုက်မျိုးကိုကုံစင်လူတီတိုင်အောင်ငါပြုလေပြီတကားဟုမြည်တမ်းရလိမ့်မည်လို့ပြောတယ်။အဲ့တော့ကျွန်မခုနပြောသလိုလူငယ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်မတို့ကလွတ်လပ်မှုကိုလိုချင်ကြတယ်လွတ်လပ်မှုရဖို့ရန်အတွက်တခါတလေမှာကျမတို့မိသားစုတွေနဲ့မိဘတွေနဲ့နေတဲ့အခါမှာကျမတို့လိုချင်တဲ့အတိုင်းတာလျောက်ကျမတို့လှုပ်ချင်တဲ့အတိုင်းတာလျောက်ကျမတို့လှုပ်ခွင့်မရတဲ့အခါဘာဖြစ်လဲဆိုစတင်ပြီးပောက်ကွဲလာတယ်ကျမတို့လူငယ်တဘာဝပောက်ကွဲတယ်ဘသူတွေအပေါ်မှာပောက်ကွဲလေမိဘတွေအပေါ်မှာပောက်ကွဲတယ်နောက်တစ်ခုကျမတို့ရဲ့ညီကောင်မတွေအပေါ်မှာပောက်ကွဲတယ်မိသားစုထဲမှာကျမတို့ကစတင်ပြီးပောက်ကွဲလာကြတယ်ပောက်ကွဲလာတဲ့အခါမှာကျမတို့ဘယ်ကိုလောက်ဆိုအပြင်မှာကျမတို့ပြန်ပြီးမှအပျော်ရှာတယ်တငယ်ချင်းတွေနဲ့ကျမတို့အပြင်သွားကြတယ်ဟုတ်လားကျမတို့စိတ်လွတ်လပ်မှုရဖို့ရန်အတွက်စတင်ပြီးမှစိတ်ထွက်ပေါက်တစ်ခုအနေနဲ့ဒီနေ့တစုံတစ်ခုကိုလုပ်ဖို့ရန်အတွက်စူးစမ်းလာကြတယ်အဲ့တော့ဒီနေ့မှာကျမခွန်အားပေးခြင်းနဲ့ကျမရဲ့အသက်တာနဲ့ခွန်အားပေးခြင်းတာဖြစ်တယ်ကျမကိုယ်တိုင်ခုနပြောသလိုကျမကိုယ်တိုင်လူငယ်ဖြစ်တဲ့အခါမှာတခါတလေအဲ့ဒီနှလုံးသားကျမထဲမှာလည်းရှိတယ်
ကျမလေနော်တခါတလေလွတ်လပ်မှုကိုလိုချင်တယ်တခါတလေစိတ်ထွက်ပေါက်အနေနဲ့ကျမဘာလုပ်လဲရှိလဲဆိုတဲ့အရာကိုနိုင်ငယ်ပြောပြသွားချင်တယ်တက်သေးခံနေရင်းနဲ့ကျမတခါတလေမှာမွန်းချက်တဲ့အချိန်တွေရှိတယ်နော်ကျမတို့လည်းမလေးရှားနေထိုင်ရတဲ့အခါမှာအကုန်လုံးအဆင်ပြေတယ်လို့တော့မဟုတ်ပါဘူးကျမတို့လည်းအလုပ်လုပ်တယ်နော်တစ်ဖက်ကနေအမှုတော်ဆောင်တယ်ခက်ခဲပါတယ်တခါတလေကြိုင်ဒါပေမဲ့တခါတလေကျရင်စိတ်မွန်းချက်တဲ့အခါမှာကျမဘာလုပ်လဲရှိလဲဆိုရင်ကျမပထမဦးဆုံးအနေနဲ့ကျမအရင်စိတ်မွန်းချက်တယ်ကျမလွတ်လပ်မှုရဖို့ရန်အတွက်ကျမလှုပ်တဲ့စိတ်ထွက်ပေါက်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျမတိတ်ဆိတ်တဲ့နေရာကိုရှာတယ်တိတ်ဆိတ်တဲ့နေရာကိုရှာတယ်တိတ်ဆိတ်တဲ့နေရာမှာကျမတယောက်တည်းနေတယ်အဲ့ဒီနေရာမှာကျမဘာလုပ်လဲအစင်နှစ်အနေနဲ့ကျမအဲ့ဒီနေရာမှာဖခင်နဲ့အချိန်ယူတယ်ကျမဖခင်ကိုပြောတယ်ဘုရားခင်သမီးဒီလိုခံစားရတယ်ဘုရားခင်သမီးနှလုံးသားထဲမှာဒီလိုဖြစ်နေတယ်ဒီနေ့ဘုရားကိုကျမယဉ်ဖွင့်တယ်ဘုရားကိုကျမပြောပြတယ်အဲ့ဒီနာမှာဆုတောင်းရင်းနဲ့ကျမငိုကြွေးတယ်ကျမနှလုံးသားထဲမှာရှိတဲ့ဒီနေ့အလုံးကြီးအဆိုင်အခဲတွေအားလုံးကိုဘုရားအရှိန်မှာကျမဖွင့်ချတယ်ဘုရားကိုကျမပြောပြတယ်အဲ့ခါမှာကျမနှလုံးသားမှာဘာဖြစ်လဲဆိုစတင်ပြီးမှပေါ့ပါလာတယ်လန်းဆန်းလာတယ်လွတ်မြောက်ခြင်းတွေရလာတယ်နံပါတ်3အချက်အနေနဲ့အဆင့်3အနေနဲ့ကျမဘာလို့ဆိုရင်ဘုရားနဲ့တိတ်ဆိတ်တဲ့နေရာမှာအချိန်ယူပြီးသွားတဲ့အခါမှာကျမဘာလုပ်လဲဆိုရင်ပြန်ပြီးမှကိုကိုပြန်ဆင်ခြင်တယ်ကိုယ့်ရဲ့အသက်တာကိုပြန်ပြီးဆင်ခြင်တယ်ပြီးတော့အစကနေပြန်လှုပ်ဖို့ရန်အတွက်လည်းပြန်ပြီးစ조사တယ်ဒီနေ့လူငယ်တွေကိုလည်းအားပေးချင်ပါတယ်ကျမတို့စိတ်မွန်းကျက်တဲ့အခါမှာပြဿနာတွေကြုံရတယ်တချို့သောအရာတွေကိုကျမတို့မိဘတွေမတိုင်ပင်ရဲတဲ့အရာတွေရှိတယ်တချို့သောအရာတွေကိုကျမတို့တငယ်ချင်းမိတ်ဆွေတွေကိုပြောပြလို့မရတဲ့အရာလေးတွေရှိတယ်အဲ့အချိန်မှာကျမလှုပ်တဲ့အရာတစ်ခုကဖျားစီမှာတိုးဝင်ပြီးဖျားကိုကျမပြောပြတာဖြစ်တယ်ဒီနေ့လူငယ်တွေကိုလည်းအားပေးချင်ပါတယ်ကျမတို့ဘဝမှာအဲ့လိုမျိုးကြုံလာပြီးဆိုရင်တော့ဒီနေ့တိတ်ဆိတ်တဲ့နေရာမှာဖျားနဲ့2ယောက်တည်းအချိန်ယူပါဟာလေလုယာဖခင်ကိုအချိန်ပေးပါဖခင်စီမှာတိုးဝင်လာပါဖခင်မျက်မှောက်တော်ထဲကိုတိုးဝင်လာပါဖခင်မျက်မှောက်တော်ထဲမှာကျွန်တော်တို့တိုးဝင်လာတဲ့အခါမှာဖခင်သခင်စီကဒီနေ့လွတ်မြောက်ခြင်းဖခင်သခင်စီကငြိမ်သက်ခြင်းဖခင်သခင်စီကချစ်ချင်းမြတ်တာတွေကျွန်တော်တို့နှလုံးသားထဲမှာဖခင်သခင်လွှမ်းခြုံပေးတာဖြစ်တယ်ဟာလေလုယာအဲ့ဒီခါမှာကျွန်တော်တို့ကလွတ်မြောက်ခြင်းကိုရရှိလာတယ်လွတ်လပ်မှုဒီနေ့အရာသာတစ်ခုကိုကျွန်တော်တို့ရရှိလာတာဖြစ်တယ်အာမင်ဟာလေလုယာလူငယ်ဖြစ်တဲ့အတွက်ကြောင့်လေလွတ်လပ်မှုကိုလိုချင်တာအဖြစ်လုံးဝမဟုတ်ဘူးဖြစ်တယ်အာမင်ဒါပေမဲ့လေအဲ့ဒီလွတ်လပ်မှုကိုရဖို့ရန်အတွက်ကျမတို့လှုပ်တဲ့စိတ်ထွက်ပေါက်ကအရန်ရေးကြီးတယ်အခုနကျမပြောသလိုလွတ်လပ်မှုကိုရဖို့ရန်အတွက်လူတချို့သောသူတွေကစိတ်ထွက်ပေါက်အနေနဲ့ကျမတို့နော်အရက်သိစာတောက်စားတယ်မွေးရည်စေဝါသုံးဆဲတယ်တငယ်ချင်းတွေနဲ့ပျော်ပါတယ်အလောင်းကစားလုပ်တယ်အဲ့ဒါကသူတို့လွတ်လပ်မှုပျော်ရွှင်မှုတစ်ခုရဖို့ရန်အတွက်စိတ်ထွက်ပေါက်အနေနဲ့သူတို့အသုံးပြုနေတာဖြစ်တယ်သူတို့ကတော့ထင်မယ်ငါကအယံမွန်းချက်လွန်းလို့ငါအယံမွန်းတော့ပြဿနာကြုံရလွန်းလို့အဲ့လိုလုံနေခြင်းသူတို့ကတော့စင်ချင်ပေးမှာပဲဒါပေမဲ့ကျမပြောပြချင်တယ်ကျမတို့လွတ်လပ်မှုတစ်ခုရဖို့ရန်အတွက်လုံနေတဲ့စိတ်ထွက်ပေါက်ကအယံရေးကြီးတယ်ကျမတို့ရဲ့မှန်ကန်တဲ့စိတ်ထွက်ပေါက်တစ်ခုတည်မှန်ကန်တဲ့လွတ်လပ်မှုတစ်ခုကိုရစေနိုင်တာဖြစ်တယ်ဟာလေလုယာဒါပေမဲ့လေနောက်တနည်းနဲ့ပြန်ပြောရမယ်ဆိုရင်မမှန်ကန်မဲနဲ့လှုပ်လိုက်တဲ့စိတ်ထွက်ပေါက်တစ်ခုကလေရလာတဲ့အကျိုးဆက်ကလည်းဒီနေ့မှားယွင်းတဲ့လွတ်လပ်မှုတစ်ခုဖြစ်တယ်အာမင်အဲ့တော့ကျမတို့နှုတ်ကပတ်တော်ထဲကနေလည်းကြည့်မယ်ဆိုရင်ရှမွေလသည်သူ့ရဲ့ဆရာ prophet အေလိထံမှာဒီနေ့နှုတ်ကပတ်တော်နဲ့ကြီးပြင်းလာခဲ့တဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်။နောက်မှာဘုရားသခင်သူ့ကိုတတိုင်းပြည်လုံးဣသရေလလူမျိုးရဲ့ prophet အကြီးဆုံးနေရာမှာဘုရားသခင်ရှမွေလကိုအသုံးပြုခဲ့တယ်။သူကိုယ်တိုင်လူငယ်ဘဝမှာသူ့ဆရာရဲ့စကားကိုသေချာနားထောင်ခဲ့တယ်။အာမင်။သူ့ဆရာရဲ့ပြောတဲ့စကားအတိုင်းသူဟာလိုက်နာခဲ့တဲ့လူငယ်တစ်ယောက်ဖြစ်တယ်။ထိန်ချုံမှုအောက်မှာရှိတယ်။သူ့ဘဝမှာလွတ်လပ်မှုဆိုတာသူ့ဆရာပြောတဲ့အတိုင်းသူလိုက်နာခဲ့တယ်။နောက်တစ်ယောက်နဲ့ကျမတို့ပြောမယ်ဆိုရင်ဣဇက်ကသူ့အဖေအာဗြဟံရဲ့ထိန်ချုံမှုမိဘနှစ်ပါးရဲ့ထိန်ချုံမှုအောက်မှာကြီးပြင်းလာတဲ့လူငယ်တစ်ယောက်ပဲဖြစ်တယ်။သူဘလောက်ထိလိမ္မာလဲဆိုရင်ဘုရားကဒီနေ့အာဗြဟံကိုသူ့သားပူဇော်ဖို့ရန်အတွက်ဘုရားသခင်တောင်းတဲ့အခါမှာအာဗြဟံကဘာလုပ်လဲသူ့သားကိုခေါ်ပြီးမှတောင်ပေါ်ကိုတက်သွားတယ်။ဒါပေမဲ့သူ့သားမေးခွန်းတစ်ခုမှမမေးခဲ့ဘူး။သူပူဇော်ခံရမယ်ဆိုတာတီးတဲ့အချိန်ထိသူ့သားကမငင်းဆန်ခဲ့ဘူးဖြစ်တယ်။အာမင်ဒီနေ့သူဟာထိန်ချုံမှုအောက်မှာကောင်းမွန်စွာကြီးပြင်းလာတဲ့လူငယ်တစ်ယောက်ဖြစ်တယ်။နောက်ပိုင်းသူရဲ့အသက်တာအဖြစ်လေဣသရေလလူမျိုးတွေမြောက်များစွာကောင်းကြီးခံစားခဲ့ရတာဖြစ်တယ်။ဘုရားသခင်ကသူ့အားဖြင့်လူမြောက်များစွာကိုကောင်းကြီးဖြစ်စေတယ်။ဣသရေလလူတစ်မျိုးလုံးကိုဘုရားသခင်ကောင်းကြီးဖြစ်စေခဲ့တယ်။နောက်တစ်ယောက်နဲ့ကြည့်မယ်ဆိုရင်ယေ
ယေရှုသည်လေသူညက်စင်ကလေးဘွားကစပြီးသူ့ရဲ့မိဘနှစ်ပါးရဲ့ထိန်ချုံမှုအောက်မှာကြီးပြင်းလာတယ်ဟာလေလုယာသူဟာလိမ္မာတယ်သူ့ရဲ့အဖေအလုပ်တွေကိုလည်းကူတယ်ဒီနေ့မိသားစုထဲမှာလိမ္မာစွာနဲ့ကြီးပြင်းလာတဲ့သူဖြစ်ပါတယ်ဒီနေ့ကျမတို့ရောတခါတလေမှာထိန်ချုံမှုကိုမုံတီးတဲ့အချိန်တွေရှိပါတယ်ဟုတ်လားကျမကိုယ်တိုင်မှာပဲတခါတလေမှာကျမတို့အိမ်မှာဆိုရင်လှုပ်ချင်တဲ့အရာမလုပ်ရတဲ့အခါမှာကျမတို့မိဘတွေရှိတဲ့အတွက်ကြောင့်မိဘဒါမလုံးနဲ့ဒါကိုလှုပ်တခါတလေမိဘရဲ့ထိန်ချုံမှုအောက်နဲ့သွားတဲ့အခါမှာတချို့သောလူတွေက complain တက်တယ်မလှုပ်ချင်ဘူးမိဘအောက်မှာမနေချင်ဘူးကိုယ့်ဟာကိုယ်တီးတက်နေထိုင်ခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့သူ့အထဲမှာလွတ်လပ်မှုကိုလိုနေလို့ဖြစ်တယ်လိုချင်နေလို့ဖြစ်တယ်ဒီနေ့ကျမအားပေးခြင်းတယ်ဒီနေ့နှုတ်ကပတ်တော်ကပြောတဲ့အရာကနောက်ဆုံး၌တဲ့တင့်အသားတင့်ကိုယ်ကာယဆွေးမြေ့သောအခါငါသည်တွင်တင်ခြင်းကိုမုန်းလေပြီးတကားဆုံးမခြင်းကိုစိတ်နှလုံးထဲမှာမထီမဲ့မြင်ပြုလေပြီးတကားငါဆရာတို့ဤစကားကိုနားမထောင်ပဲငါအားတွင်တင်သောသူတို့ဤစကားကိုနားမခံပဲနေလေပြီးတကားနောက်ဆုံးမှနောင်တရမဲ့သူကမိတ်ဆွေကျမတို့ပဲဖြစ်မှာပြတဲ့ဒီနေ့ကျမတို့ကလေလွတ်လပ်မှုကိုရှာရင်းနဲ့တခါတလေမလန်းမှားကြတယ်ကျမတို့လိုချင်တဲ့အိမ်မက်ပန်းတိုင်ထိအနာဂတ်စီတီမရောက်နိုင်ဘူးဘာဖြစ်လို့လဲဆိုရင်ကျမတို့လှုပ်လိုက်တဲ့စိတ်ထွက်ပေါက်တစ်ခုကမှားယွင်းစွာကျမတို့ဘဝကိုဆုံးဖြတ်ပေးလိုက်လို့ဖြစ်တယ်ဒီနေ့လူငယ်တွေကိုအားပေးချင်ပါတယ်ကမ္ဘာအသီးသီးမှာရှိတယ်ကမ္ဘာနေရာအနှံ့မှာရှိတဲ့လူငယ်တွေဒီနေ့ကျမတို့လွတ်လပ်မှုတစ်ခုကိုလိုချင်နေဆိုရင်တော့ကျမတို့နေ့တိုင်းမှာလုပ်နေတဲ့ကျမတို့ရဲ့စိတ်ထွက်ပေါက်ကိုပြန်ပြီးဆင်ခြင်ပါကျမတို့ဘယ်အရာနဲ့စိတ်ထွက်ပေါက်လုပ်နေလဲတင်းအထဲမှာအယံမွန်းချက်လာတယ်တင်းအထဲမှာတစုံတစ်ခုဖြည့်ရှင်းလို့မရတဲ့အရာရှိတယ်မိဘတွေလည်းပြောဖို့အစင်မပြေဒီနေ့တငယ်ချင်းတွေမိတ်ဆွေတွေနဲ့တိုင်ပင်လို့မရအဲ့လိုမျိုးအချိန်တွေတင်းမှာကြုံရရဆိုရင်ကျမအားပေးခြင်းနဲ့ဖခင်ထံတော်ကိုတိုးဝင်လာပါဖခင်မျက်မှောက်တော်ကတင်းကိုကြိုးစိုးနေတယ်ဖခင်မျက်မှောက်တော်ထဲမှာဒီနေ့စစ်မှန်တဲ့လွတ်မြောက်ခြင်းရှိပါတယ်ဟာလေလုယာကျွန်တော်လောကကြီးထဲမှာကျွန်တော်လွတ်မြောက်ခြင်းတွေရှာကြတယ်ပျော်ရွှင်ခြင်းတွေရှာကြတယ်ဝမ်းမြောက်ခြင်းတွေရှာကြတယ်လွတ်လပ်မှုတွေရှာကြတယ်တငယ်ချင်းတွေရှာကြတယ်အပေါင်းအတင်းတွေရှာကြတယ်ဒါပေမဲ့အဲ့ဒီဟာကအစစ်မှန်မဟုတ်ဘူးဖြစ်တယ်ဖခင်မျက်မှောက်တော်ထဲမှာဖခင်သခင်ကအစစ်မှန်ကိုပေးစွမ်းနိုင်တာဖြစ်တယ်ဖခင်မျက်မှောက်တော်ထဲလာပါမျက်မှောက်တော်ထဲမှာတိုးဝင်လာပါဖခင်နဲ့တည်တဲ့အချိန်ယူပါဖခင်သခင်ကိုယင်ဖွင့်ပါဖခင်သခင်ကိုတိုင်ပင်ပါဖခင်ကပြောတယ်အိုးဖေတိုင်ပင်ဖက်တကိုးကြီးသောဖရားလို့ပြောတယ်ဒီနေ့ကျမတို့ရဲ့ဖရားသည်တိုင်ပင်ဖက်ဖရားဖြစ်ပါတယ်ကျမတို့ပြဿနာကြုံတဲ့အခါတိုင်းတော်၎င်းကျမတို့တစုံတစ်ခုတော့ကြုံရတဲ့အခါတော်၎င်းဖရားကိုတိုင်ပင်ပါဟာလေလုယာအဲ့တော့လူငယ်တွေဒီနှုတ်ကပတ်တော်ကိုကြားတဲ့အခါမှာကျမတို့အသက်တာကိုပြန်ဆင်ခြင်ရအောင်ကျမတို့အားလုံးဟာလွတ်လပ်မှုကိုလိုချင်တဲ့လူငယ်တွေဖြစ်ပါတယ်လူငယ်တွေရဲ့အသွေးဟာဘယ်တော့မှမတိတ်ပါဘူးနော်စကပုံရှိတယ်လူငယ်ဟာအနာဂတ်ခေါင်းဆောင်လို့ပြောကြတယ်။ဒီနေ့ကျမတို့လူငယ်ဘဝဟာအယံမဲ့တန်ဖိုးရှိပါတယ်။လူငယ်ဘဝကိုအလကားကုံဆုံးနေမဲ့အစားတန်ဖိုးရှိနဲ့နေထိုင်ရအောင်။မိမိကိုယ်ကိုတန်ဖိုးရှိစွာနေထိုင်ရအောင်။ဟာလေလုယာမိမိရဲ့အဆင့်တန်းကိုမြင့်တင်ရအောင်။မိမိရဲ့အပြုအမူအနေထိုင်ဒီနေ့အသွားလာအားလုံးကိုကျမတို့ကတန်ဖိုးရှိစွာနဲ့နေထိုင်ဖို့ရန်အတွက်လိုအပ်ပါတယ်။အာမင်။ဒီနှုတ်ကပတ်တော်နဲ့ခွန်အားပေးခြင်းနဲ့မှန်ကန်တဲ့စိတ်ထွက်ပေါက်တစ်ခုကမှန်ကန်တဲ့လွတ်လပ်မှုတစ်ခုကိုရရှိစေနိုင်တယ်လို့မှားယွင်းတဲ့စိတ်ထွက်ပေါက်တစ်ခုကရလာတဲ့အကျိုးဆက်တွေလဲမှားယွင်းတဲ့လွတ်လပ်မှုတစ်ခုပဲကျမတို့ရလာမှာဖြစ်တယ်။အဲကြောင့်ကျမတို့ဒီလူငယ်ဘဝမှာကျမတို့ရဲ့ဆရာမတွေဒီနေ့နှုတ်ကပတ်တော်ကျမတို့ရဲ့မိဘကျမတို့နာခံဖို့ရန်အတွက်လိုအပ်တယ်။ကျမတို့ကိုပြောတဲ့လူကြီးစကားတွေကိုကျမတို့ကနာခံဖို့ရန်အတွက်လိုအပ်တယ်အထူးသဖြင့်လူငယ်ဘဝမှာနှုတ်ကပတ်တော်ကိုသိဖို့ရန်အတွက်လိုအပ်တယ်မဟုတ်ဘူးဆိုရင်ကျမတို့အယံမဲ့လမ်းမဖို့ရန်အတွက်လွယ်ကူတယ်အထူးသဖြင့်ဒီကာလမှာဒီနောက်ဆုံးသောကာလအချိန်မှာကျမတို့လူငယ်တွေကိုဖျက်ဆီးမဲ့အရာအများကြီးရှိတယ်ဟုတ်လားဆိုရှယ်မီဒီယာအဖြစ်တော်၎င်းဒီနေ့လူငယ်ဘဝတွေအများကြီးဖျက်ဆီးဖို့ရန်အတွက်ပြောစရာတွေအများကြီးရှိတယ်လောကမှာဒါပေမဲ့ကျမတို့နှုတ်ကပတ်တော်ကိုသိမယ်ဆိုရင်တော့လောကအရာကကျမတို့ကိုမနိုင်ဘူးဖြစ်တယ်အာမင်ဖခင်သခင်ဒီကျမတို့နှလုံးသားထဲမှာအသက်ရှင်နေမယ်ဆိုရင်ကျမတို့လူငယ်ဘဝဟာအမြဲတမ်းတောက်ပနေမှာဖြစ်တယ်ဟာလေလုယာအမြဲတမ်းလန်းဆန်းနေမှာဖြစ်တယ်အာမင်အဲ့တော့အယောက်ချင်းစံကိုဒီနှုတ်ကပတ်တော်နဲ့ခွန်အားပေးခြင်းပါတယ်ဖခင်ရှင်အထူးပဲကောင်းချီးပေးပါစေအာမင်